အားလုံးသောခုနှစ်တာသမီမိတ်ဆွေပေါင်းသူတော်ကောင်းတို့မင်္ဂလာပါခင်ဗျာအခုတခါဆရာကစနေတာသမီများနဲ့ဗုဒ္ဓဟူတာသမီတို့အတွက်ပေါ့နော်ဒီရပိုင်းအတွင်းမှာဒီလ15ရက်နေ့ကစပြီးတော့15ရက်တလပိုင်း2026မှာစပြီးတော့30ရက်နေ့တလပိုင်းအခုလအတွက်ကိုဟောကင်းလေးကိုဟောပေးမှဖြစ်ပါတယ်အဲ့တော့စနေနဲ့ဗုဒ္ဓဟူတာသမီတို့ဒီရပိုင်းလေးမှာခိတ္တကျမ်းမာရေးတွေအထူးညံ့လာလိမ့်မယ်ကျမ်းမာရေးနဲ့ပတ်သက်လာလို့ဆိုရင်ကြည်ပေါင်းယောဂအယိုးကျော်စင်မျက်နှာပတ်သက်သောကခဲသောယောဂများကိုအထူးတွေးကြုံလာရမှာဖြစ်ပါတယ်ဖြစ်လာပြီဆိုလို့ရှိရင်ပေါ့ပြက်ပြက်မနေကြပါနဲ့တေချောင်စေကုသမှုကိုခံယူလိုက်ပါတိတ်ဆိုးရလောက်တဲ့ယောဂမျိုးစားတော့မဟုတ်ပါဘူးခိတ္တကြုံရမယ့်သဘောရှိပါတယ်နောက်ယာယီခရီးလေးတွေခဏခဏထွက်ပေးရမှာဖြစ်ပါတယ်ဒီရပိုင်းလေး15ရက်ရနပတ်အတွင်းထမှာနော်စနေဗုဒ္ဓဟူတို့ဒီခိတ္တယာယီခရီးလေးတွေထွက်ကင်းရှိတယ်ကောင်းသောခရီးဖြစ်မှာပါသွားပါပြဿနာမရှိဘူးအန္တရာယ်မရှိဘူးခရီးထွက်တာကောင်းကျိုးပေးမယ်ထွက်ကင်းလဲပေါ်လာလိမ့်မယ်ထွက်ပါနော်နောက်တစ်ခုကမိသားစုနဲ့ပေါ့နော်နည်းနည်းလေးသားသမီးချင်းကမောက်ကမဖြစ်တာကိုယ့်ရဲ့မောင်နှမနဲ့ပတ်သက်ပြီးလူမှုရေးနည်းနည်းပကမောက်ကမဖြစ်တာအခိုက်တန့်လေးတွေတေးသေးမွားမွားလေးတွေတော့ကြုံရလိမ့်မယ်ဒါပေမဲ့ကိုကဝင်ပြီးတော့ဘာကိုမှမပြိုင်နဲ့မဖြည့်ရှင်းနဲ့သူကနဲ့သူကတော့အလိုလိုပြီးသွားမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကကိုယ့်ရဲ့ကိုယ်ရမှာဒီရပိုင်းလေးမှာပေါ့နော်တပုတ်လေးလွင်ချင်းအတိုက်ခက်ပြောရခြင်းများကြုံရတတ်ပါတယ်ဒါကြောင့်မလို့အထူးအရေးကြီးတာကတော့စနေနဲ့ဗုဒ္ဓဟူဒီလာထက်မှာပေါ့နော်ဒီရပိုင်းလေးမှာအထူးဂရုစိုက်ရမှာတော့ကိုယ့်ရဲ့ကိစ္စကိုယ့်ရဲ့အကျိုးအကြောင်းနဲ့ပတ်သက်လို့သူများကိုပြောပြတာတိုင်မင်တာအားကိုပြီးလောက်တာလုံးဝမပြောပါနဲ့เนาะကိုယ့်ရဲ့အတွင်းအကြံစီကိစ္စစကားကိုအကုန်လုံးထိမ့်ယူထားပါတိမ်ထားပါတိုင်မင်တာမလုပ်ပါနဲ့တိုင်မင်ခြင်းအပြင်အကြံစီပြတ်မှာဖြစ်ပါတယ်စီဝါရေးနဲ့ပတ်သက်ပြီးလောက်တဲ့ကဏ္ဍမှာတော့ဒီ15ရက်နေ့ကနေ30ရက်အတွင်းမှာတော့ပုံမှန်စီးပွားရေးလက်ပါအရှိမယ်เนาะစီးပွားရေးနဲ့ပတ်သက်ပြီးဆိုးရတဲ့အနေထားတွေတော့ဘာမှမရှိပါဘူးကောင်းကျိုးပေးပါတယ်လုပ်ငန်းဘက်နဲ့ပတ်သက်ပြီးပျက်စီးကိန်းလည်းမရှိပါဘူးနောက်လာတဲ့ဆိုလို့ရှိရင်ဒီစနေဗုဒ္ဓဟူတို့ကလုပ်ငန်းဘက်နဲ့ပတ်သက်ပြီးပို့ပြီးတော့ကောင်းကျိုးပေးလာမှာဖြစ်ပါတယ်ကဲအားလုံးတော့ခုနှစ်သားသမီးတို့ဟောကင်းကတော့စနေဗုဒ္ဓဟူအတွက်ကဒီလောက်ပါပဲအဲ့တော့လောကစัจ जा မှာခုနှစ်သားသမီးအပေါင်းတို့ကျမ်းမာချမ်းသာခြင်းနဲ့ပြည့်စုံကြပါသည်ဆရာကိုဆက်သွယ်ပြီးဘေးရင်မေးမဲ့ဆိုလို့ရှိရင်လည်းဖုန်းနံပါတ်လေးတွေနဲ့ပေးထားပါတယ်ဆက်သွယ်ပြီးတော့ဘေးရင်မေးလို့ရပါတယ်ဖုန်းထက်ကတဆင့်ကမေးရလာတွေကတော့ဟောခတတ်မှတ်ထားပါတယ်အဲ့တော့ဆရာဟောခမှာလာတဲ့လူတိုင်းကိုတော့စေတနာကျေးတဲ့ဟောတာဖြစ်ပါတယ်အဲ့တော့ခုနှစ်သားသမီးသူတော်ကောင်းအပေါင်းတို့ကောင်းခြင်းချမ်းသာနဲ့ပြည့်စုံကြပါသည်လူရင်းစန္ဒာလေးတွေလည်းရကြပါသည်